အားလုံးပဲမင်္ဂလာပါ15ရက်4လ2025အတွက်ခုနှစ်သားသမီးရဲ့တရက်တာကံကြမ္မာကိုလီနိုမာကကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တကလေးတွေဆွဲပြီးတော့ကြည့်ပြပါမယ်တနင်္ဂနွေသားသမီးအတွက်ကြာလာတဲ့ကံနမိတ်ကတော့ဒါလေးပါတနင်္ဂနွေသားသမီးကမနက်ဖြန်တရက်တာမှာငွေကြေးနည်းငယ်ခက်ခဲတာဘာအလုံးမလုံးဖဲနဲ့လေနဲ့ပြောတဲ့သူတွေနဲ့တွေ့ကြုံတာဒါမျိုးလေးတွေကြုံလာနိုင်တယ်ပေါ့နော်ဒါပေမဲ့ဘာမှမပူပါနဲ့ဘာပဲလို့အစမှာခက်ခဲမယ်ဆိုတဲ့နမိတ်ကလေးတော့ရှိတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာအဆင်ပြေသွားမယ်ဆိုတဲ့ကက်အရာဒီနမိတ်အရာပေါ့နော်ဒီကက်ကလေးကကန်ကောင်းတဲ့နမိတ်ကလေးပါပဲအဲ့တော့ကန်ကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့1ပါပြီးတော့ဒိုင်းလာသားကြီးများကတော့မနက်ဖြန်တရက်တာမှာကြာလာတဲ့ကနမိတ်ကတော့ဒီကက်ကလေးပါအဲ့တော့ကိုကမနက်ဖြန်တရက်တာမှာဒိုင်းလာသားသမီးတွေကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုယ့်ရဲ့ဥစ္စာပစ္စည်းတွေကသူတစ်ပါးကြောင့်ဆုံးရှုံးတာအခိုးခံရတာပစ္စည်းပြောက်တာဒါမျိုးလေးတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့ကံကတော့ညံ့နေတယ်ကိုပိုင်တဲ့ပစ္စည်းသူများကဖြက်လို့ဖြက်စီလုံနိုင်တဲ့အတွက်ကြောင့်မို့လို့မနက်ဖြန်တရက်တာမှာကိုကဘယ်ရာကိုပဲဖြစ်ဖြစ်လက်လွတ်စပယ်ပတ်စံချီတာငားတာမျိုးမလုပ်သင့်တဲ့တရက်တာကာလဖြစ်ပါတယ်ကံညံ့နေတဲ့အတွက်ကြောင့်မို့လို့ကံညံ့စီတဲ့ကဏ္ဍနံပါတ်ကတော့1-3ပါအင်္ဂါသားသမီးလည်းမနက်ဖြန်တရက်တာမှာကံညံ့နေသေးတယ်ပေါ့နော်ကံညံ့နေတယ်ဘာလို့ဘာကိုင်အစီမပြေဘူးကိုကဘယ်လိုပြောရမလဲဘာပဲလို့အခက်ခဲနေကြုံတွေ့နေရတယ်ဆိုရဲတရက်တာကာလဖြစ်တယ်ပေါ့နော်အဲ့တော့ကိုတယောက်တည်းကန်ဆိုးမှုမောင်ကြွတဲ့တောင်ခံစားနေရတယ်တရက်တာဖြစ်မယ်လို့တွေ့ရတယ်ကံကတော့တော်လေးညံ့နေတယ်ကံညံ့တဲ့ကဏ္ဍနံပါတ်ကတော့2ပါနောက်ကြတော့ဗုဒ္ဓဥသားသမီးများအတွက်ကြားလာတဲ့ကံနမိတ်ကတော့ဒီကက်ကလေးပါဒီကက်ကလေးရဲ့နမိတ်ရဗုဒ္ဓသားသမီးတွေကမနက်ဖြန်တရက်ထာမှာလက်ပွင့်တာမျက်နှာပွင့်တာအခွင့်လန်းတွေပွင့်လန်းတာဒါမျိုးလေးတွေကြုံရနိုင်တယ်ကိုယ့်ရဲ့ကောင်းသတင်းတွေလည်းကြိုင်သင်းနေတာကိုသတင်းကောင်းကြားရနိုင်တယ်ပေါ့နော်အဲ့တော့ကံကောင်းစီပါတယ်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့2-3ညပါဂျာသာရိသားသမီးများအတွက်ကြားလာတဲ့နမိတ်ကတော့မနက်ဖြန်တက်တာမှာဂျာသာရိသားသမီးတွေကအယူအဆလွဲမှားတာယုံကြည်မှုလွဲတာအထင်လွဲတာဒါမျိုးလေးတွေကြုံရနိုင်တယ်တနေ့ဒါကာလဖြစ်ပါတယ်အဆွဆွဲလည်းခံရနိုင်ပါတယ်အဲ့တော့ကံညံ့နေပါတယ်ကံညံ့စီတဲ့ကဏ္ဍနံပါတ်ကတော့1-3ပါဖြစ်နိုင်လို့ရှိရင်ဂျာသာရိသားသမီးတွေကမနက်ဖြန်တက်တာမှာစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားပြီးတော့ငါနောက်တော့အစီပြေသွားမှာပဲဆိုတဲ့စိတ်ကလေးထားပြီးဖြတ်တန်းမယ်တက်တာကာလဖြစ်ပါတယ်ပြီးတော့တောက်ကြသားသမီးများပေါ့နော်တောက်ကြသားသမီးများကတော့မနက်ဖြန်တရက်တာမှာဒါလေးကြပါတယ်အဲ့တော့မနက်ဖြန်တရက်တာမှာကြားလာတဲ့ကံနမိတ်ရတောက်ကြသားသမီးတွေကဝင်ဖို့ပြီးတာစိတ်ညစ်တာစိတ်ဖိစီးတာဒါမျိုးလေးတွေကြုံလာရနိုင်ပါတယ်ကိုကကံလည်းညံ့နေပါတယ်ကံညံ့စီတဲ့ကဏ္ဍနံပါတ်ကတော့3-3ပါစနေသားသမီးများကတော့မနက်ဖြန်တရက်တာမှာအဆင်ပြေအောင်မြင်ပျော်ရွှင်နေမယ်ကိုထောက်ပံ့ပေးမဲ့သူတွေနဲ့တွေ့ကြုံနိုင်တယ်ပေါ့နော်အဲ့တော့ကံကောင်းနေပါတယ်ကံကောင်းစီတဲ့ကဏ္ဍနံပါတ်ကတော့6ပါရာဟုသားသမီးများကတော့မနက်ဖြန်တရက်တာမှာကျမ်းမာ